အားလုံးပဲမင်္ဂလာခင်ဗျာမြမလက်ရွေးစဉ်အသင်းကြီးနဲ့စီကိန်းပြန်ပွဲပိုင်းကစားမဲ့မြမလက်ရွေးစဉ်ယူ23အသင်းတို့ရဲ့ရှေ့စမ်းပွဲဟာပွဲပြတ်သွားခဲ့ပြီလို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျာမြမလက်ရွေးစဉ်အသင်းကြီးနဲ့စီကိန်းပြန်ပွဲပါဝင်ရှင်ပြိုင်မဲ့မြမလက်ရွေးစဉ်ယူ23အသင်းတို့ကိုလာမယ့်နိုဝင်ဘာလ17ရက်နေ့ကိုရောက်ရင်ရှေ့စမ်းပွဲရှင်ပြိုင်ကစားစေဖို့မြန်မာဘောလုံးဖွဲ့ချုပ်ကအစီအစဉ်ပေးထားခဲ့တာဖြစ်ပါတယ်စီကိန်းပြန်ပွဲဝင်မဲ့အသင်းကလည်းအခုချိန်သာရောက်လာပြီးဘာတစ်ခုမှအားရစရာမရှိသေးပါဘူးဂျပန်နီးပြကူစာဦးဆောင်တဲ့ယူ23လက်ရွေးစဉ်အသင်းဂျပန်နိုင်ငံကြီးသွားပြင်ဆင်ခဲ့တယ်တိုးတက်မလားစိတ်ရှာတဲ့အဆင့်ကိုရောက်မလားလို့လက်ရှိမှာယူ23အသင်းထပ်ဖွဲ့လိုက်ရတယ်ပြီးတော့ကူစာဦးဆောင်တဲ့အသင်းကယူ23လက်ရွေးစဉ်ကာအီအသင်းဖြစ်သွားတယ်အခုထပ်ဖွဲ့လိုက်တဲ့အသင်းကတော့ယူ23လက်ရွေးစဉ်ခါဝေးအသင်းဆိုပြီးတော့နာမည်ပေးလိုက်တယ်ပေါ့လေယူ23ခါဝေးအသင်းကိုနီးပြဦးမျိုးမင်းထွန်းကဦးဆောင်နေတယ်ဒီတော့ဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့လက်ကျင့်ပြင်ဆင်ခဲ့ပါတယ်စခန်းဝင်ခဲ့ပါတယ်ဆိုတော့ယူ23ကာအီအသင်းဟာယူ23ခါဝေးအသင်းနဲ့ပထမရှေ့စမ်းပွဲကစားတော့အသေးအတန်တွေကစားခဲ့ရတယ်ဒါကြောင့်လဲသူတို့ဟာအလုံးမဖြစ်ဘူးဘာတစ်ခုမှအားရစရာမကောင်းဘူးလို့သုံးသပ်ဝေဖန်ရတာဖြစ်ပါတယ်ခင်ဗျအဲ့ဘက်မှာဆိုရင်လည်းယူ23ခါဝေးအသင်းကဥဆောင်ကို2ခုစသွင်းတယ်ယူ23ကာအီအသင်းကနောက်ကလိုက်ပြီး3ခုမနေ့သွင်းပြီးပွဲပြီးမှ3ခု2ခုနဲ့အနိုင်ရခဲ့တယ်ဒီနေ့မှာဆိုရင်လည်းယူ23ကာအီအသင်းနဲ့ယူ23ခါဝေးအသင်းဒုတိယမြောက်ရှေ့စမ်းပွဲကိုတန်လီမြို့မှာရှင်ပြိုင်ကစားနေကြပြီဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တကယ်လို့ယူ23ကာအီအသင်းနဲ့ယူ23ခါဝေးအသင်းတို့ဒီနေ့ပွဲစဉ်ကစားပြီးသွားရင်ယူ23အသင်းကိုပေါ့လေအသစ်ပြန်လဲပြင်ဆင်ဖွဲ့စည်းပြီးတော့လာမဲ့နိုမာလာ17ရက်နေ့ကိုရောက်ရင်မြန်မာလက်ရွေးစဉ်အသင်းကြီးနဲ့ရှေ့စမ်းပွဲရှင်ပြိုင်ကစားဖို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကစီစဉ်ထားခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့ဒီပွဲစဉ်ကိုတူဝနာကွင်းမှာရှင်ပြိုင်ကစားစေမယ်ပြည်သက်တွေကိုအခမဲ့ဝင်ကြီးခွင့်ပြုမယ်ပြီးရင်ရုပ်သံကလည်းဓာတ်ရိုက်ထုတ်လွှင့်ပြသမယ်ဆိုပြီးတော့စီစဉ်ထားခဲ့တာခင်ဗျလက်ရှိမှာတော့ယူ23လက်ရွေးစဉ်အသင်းနဲ့မြန်မာလက်ရွေးစဉ်အသင်းကြီးတို့ရဲ့ပွဲစဉ်ဟာယူ23လက်ရွေးစဉ်အသင်းကခီးစဉ်တချို့သွားဖို့ရှိနေလို့ပွဲပြတ်သွားပြီလို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကအသိပေးလိုက်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာလက်ရွေးစဉ်ယူ23ကာအီအသင်းနဲ့မြန်မာလက်ရွေးစဉ်ယူ23ခါဝေးအသင်းတို့ဟာလက်ရှိမှာတော့ညနေ3:00နာရီချိန်ကနေစပြီးတော့တန်လီမြို့မှာရှိတဲ့သီဟဒီပါအားကစားကွင်းကြီးမှာဒုတိယမြောက်ရှေ့စမ်းပွဲကိုရှင်မြန်ကစားနေကြပြီဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ